အားလုံးပဲမင်္ဂလာပါဒီကနေ့ဖတ်ပြပေးမှာတော့စာရေးသူတက္ကသိုလ်ဖုန်းသားရဲ့လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့မြေခရွက်ဝဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်ခန်းစားနားဆင်ပြပါအောင်ရှင်ရသစာပေများကိုနားထောင်ခြင်းနဲ့ဆိုရင်ဖြင့်ဒီ channel လေးကို like and subscribe လုပ်သွားဖို့မမေ့နဲ့ဦးနော်ရှုံမယုံမှာတင့်လိုအတိုင်းသာရှိပါစေတော့တို့ရတွင်တရွက်နှစ်ရွက်သုံးလေးရွက်တည်ရွက်ဝါမြေခတိုင်းမီဆိုပါစို့လိတ်ကလွန်၍ပင်ဆုရွှေလာမြေမှာဖုံးမိဆိုပါစို့ရော်ရွက်ဝါဖုံးမြေအလုံးကိုဖြောလိုက်အောင်မှုံးမိဆိုပါစို့ရွှေကူရ၏လာရောင်ပတ်သောကပြင်းစုံမှာပုံမြေဝဲသည်တိမောင်နှင့်တိအကိုတို့ကိုမြေရကြောင်ထဲ့သွင်းပြောလိမဆုံးရှိကြသည်ယုံမယုံမှာတင့်အလိုတိုင်းသာရှိပါစေတော့ရွှေဝါရက်တို့သည်လေယူးကြောင့်တဝိဝိကျွေးကြနေသည်ဝိကလေကနှင့်ဝဲ၍ကျွေတက်နေသည်မြေတလင်းဝဲလိတ်ကနှင့်လွင့်ပါနေကြသည်မြေတလင်းဖြူဝဲရွှေရောင်ဖုံးနေတော့သည်ရွာမြောက်ဘက်တောင်ကြီးရှိတောရိပ်မှစမ်းချောင်းငယ်ကလေးအားမြင်ကြည့်လေစမ်းပါစာဖတ်သူကွေကလည်းကနဲ့စီးနေပါ၏ရေရင်သည်ကြောက်တလင်းဖြူကလေးများအားကြော်ဖြတ်လျှော်တက်လိုက်သည့်အခါတလက်လက်နှင့်အယောင်ပြက်လိုက်ပါသည်၏စိတ်သုံးနေသောကြောက်ဆောင်အိုကြီးနှင့်ဦးတိုင်မိပြန်ပေသည်အစိမ့်အမောင်မွားနှင့်ဖြူပွေးသောရေပန်းကရက်လေးများဖြာထွက်သွားစဉ်တွင်စမ်းချောင်း၏တေးပစင်းသည်တက်ငင်းသူထွက်ပေါ်လာသည်စမ်းချောင်း၏တေးပစင်းနောက်ကျွေခရွက်ဝါတို့၏ပို့တိုက်တံတောရဲ့ညုံမောင်အုံဩတန်ချိုဒါပါပဲဒါလောက်ပါပဲပတ်ဝန်းကျင်တစ်ခုလုံးမှာတိတ်ဆိတ်နေပါ၏တွေ့သောတွေမှာပီ၆ကန်နေပါ၏ငါမြေးဖွဲပင်ကောင်းနေပါ၏ရေစားတဲကူဖြူနုဝဲလောင်စားလိမ့်မည်ကြံပါသလားချစ်သောစာဖတ်သူသို့သောတဲ့အရင်လဲလျောင်းဖို့သူများကရှိနေသေးသည်စမ်းချောင်းပေမြေလွမ်းဆုံးဝဲတထောက်ပင်ညိုသည်မတုံမလို့ရက်နေပါ၏ကပါ၏ဘယ်စီကစခဲ့သည်မသိရုပ်ဝါရီသည်ຫນွေတစ်လင်ပင်မကိုစွန့်ခွာစတတ်ပါ၏ကျောင်းဆောင်အိုအားကွေးပတ်စဉ်ချမ်းဆောင်လေးသည်ຫນွေအတက်တေးပစင်အားတဲ့ရှိုက်တတ်ပါသည်ကပါ၏ဗန်နန်ရောအခါကစခဲ့လေမသိမြေမို့တို့သည်သာစခဲ့သောလူလျက်ရအားပြတာနေပါ၏ဤမြေမို့တို့မပေါ်မီကပင်ရွက်ဝါနှင့်ຫນွေတွေးပစင်းသည်ရှိခဲ့ပြီမည်ရွက်ဝါကျွေးခြင်းနှင့်နေတွေးမှုမဆုံးသည်ဘယ်သောအခါမှလည်းဆုံးအပ်မထင်သို့သောမြေသည်တော့မူပထောင်းရိပ်ဝဲမိုးခဲ့ပြီပထောက်တို့ရသည်ပြင်းညင်းစွာပင်ကျွေးဆင်းလာသည်နှင်းသားစွာပင်ဆိုင်းရင်ပြင်ပေါ်တက်လာသည်စပတ်မြောက်ဝိတ်လဲလေးပြီးကော်ရရောနှင့်လျက်ပေါ်ကရေကြောကိုစုံစိမ့်နေပါသည်ကြောက်ဆောင်အားလည်းကွေ့ပတ်ပြီးအောင်မည်ကမ်းရိပ်ကိုလည်းတိုက်ပြီးအောင်မည်သို့သောရွက်ဝါ၏ခရီးဆုံးအားညော့ပါဘယ်အခါမှဆုံးပေအံ့နီခြေသွားလမ်းငယ်တစ်လျှောက်လဲအသာလျှောက်လိုက်ကြည့်ပါလူသူကိမဲ့သောချမ်းကျေတစ်ခုအားဖြတ်သွားပြီရွာသို့ဝင်ပါ၏ရွာကိုလွန်ပါ၏ဘယ်စီ၌ဆုံးမည်မသိမြေမို့သုံးခုတည်သာအဆုံး၏တရုပ်ဖြစ်ပါ၏လူတို့သည်မြည်သည့်အဆုံးအားတွေ့လျင်အကြောင်းခံဖြစ်သောအစအားရှာခြင်းချက်ပါ၏အစတွေ့ဆုံးသောအစရွှေကူရောင်အထွက်မြေမို့သုံးခုမှာပြန်လည်စဖွယ်ရသောအဆုံးဖြစ်ပါ၏အထူးသဖြင့်ရုပ်ဝါရီကျွေးပြီးဆိုပါစို့မြေတလင်းဝဲရွှေရောင်ရော်ရက်တွေဖုံးမီဆိုပါစို့ဒီလိုရုပ်ဝါတဲဝဲငွေလာရောင်ဖြောသည်
ကြာဆင်းပြီးဆိုမှဖြစ်လေမြညိုရှင်တီကရော့ဝါတဲတဲဝဲစမ်းချောင်းပေးမှာငေးလျက်နေကြရသည်တီပေါင်းချင်မှာຫນွေတစ်တစ်ပင်ဖြစ်ပါ၏ပတောင်ရွက်ဝဝါတို့သည်တီချေရင်စီတို့ခုံစင်းကြနေသည်လေအဝိဝဲဝေကနှင့်တီချေရင်မှရွက်ဝါတွေသည်လွင်ပါသွားကြပြန်သည်အဝေးတို့အတွက်လည်းအဝေးတို့ပင်မျောနေရပြန်သည်တို့အဝေးမှဘယ်စီဆုံးမြင်မသိသောအဝေးတို့မှတကယ်အဝေးတို့ຫນွေတစ်တစ်မှာတီကတိမောင်ကိုမျောပါ၏တို့မျောစဉ်စမ်းချောင်းနှင့်ပြ၍တိမျက်ရည်တွေလည်းတုံးခဲ့ရပါ၏ဒီလိုရောက်ဝါတဲ့သောຫນွေတစ်တစ်မှာပင်တီမောင်နှင့်တွေ့ခဲ့ရပါ၏တို့မောင်ကမင်းညိုကြီးကိုစီကရွှေကူရွာသို့ရောက်လာကြပါ၏ဒီလိုရောက်လာတိုင်းတီတို့ချာဝါကဖြတ်သွားသောယောက်ျားပိသားသည့်မောင်ကိုတီကခိုး၍ကြည့်ခဲ့ရလေသည်မနေ့ကຫນွေတုန်းကမှတီနှင့်မောင်စတင်တည်ကြသည်တီကတိမောင်အားနာမည်အစားမောင်ဟုသာခေါ်ခြင်းပါ၏မောင်ဟုခေါ်ခဲ့ရပါ၏ဒီတော့ကမောင်ခမကြော်မောနေရှာသည်မြညိုကြီးကိုတီတို့ချောင်းဝမ်းတွင်စိုင်နာစေရင်ရေတောင်းတောက်သည်တိမေမရှိတော့မှုတီကိုယ်တိုင်ရေခတ်ပေးခဲ့သည်တိမောင်အားခံညာနေပါ၏မောင်ခါပေးဝဲဓားရှည်ကြီးတစ်စင်းသည်ဝင်ကြားစွာတွဲလဲကျဆင်းနေသည်မောင်တစ်ခါဆိုဖြညိုအင်းကြီးရင်ပတ်ပေါ်မှလဲအစိမ်ခံ၌ငွေမြင့်သုံးချောင်းပြိုင်လျက်ရှိကအလဲမြင့်ချောင်းပေါ်ဝဲကျဲတပွင့်ပါသောအမတ်အသားတစ်ခုရှိသည်မောင်သည် PDA စစ်ဗိုလ်ကလေးတဦးဖြစ်ပါသည်ခြေတောက်ပြီးတော့လဲမောင်သည်မပြန်သေးပဲကောက်ဥထိုးအောင်မှခန့်ညွန့်မျက်လုံးများနှင့်တီကိုကြည့်ရင်စကားဆိုသည်ခါရတော့အိမ်ထဲမှာပဲပုံနေရောသလားခမညာမောင်အထမရင်ချင်းနူးညံ့တော်လေမေကုမမူစစ်သားပြီးလောကဝမဆန်ပါပဲတီသွားလဲကလေးတွေပေါ်သည့်တိုင်အောင်ပြုံးလိမ့်မိသည်မြင်းညိုကြီးခွာတန်ကြတိုင်းတီပုံနေတာပေါ့မောင်အမူအရာသည်ရိုးလုံးလေသည်ရိုးအားသောယောက်ျားကလေးများအားမိမ့်မပြိုလေးတို့သည်စချင်ကြသည်ဒါကြောင့်တီကမောင်ကိုလောင်နေသည်မောင်မျက်နှာမှာညိုကျသွားသည်စစ်သားမို့လို့ကြောက်ပါသလားခမညာဒါပေမဲ့မောင်အတမကြောက်เสียလဲချက်ကွက်မှတီမတွေ့ပါလားအမေတီကစစ်သားမပြောနဲ့စစ်ပူတော့မကြောက်ဘူးတီလားတီကနှွေဆိုးသောကလေးနဲ့တူပါ၏အော်စစ်ပူတော့တီမကြောက်ဘူးဟုတ်သလားဗျာနော်တီအခေါ်ကဘုံမူးချင်းရှိခမညာမောင်မလည်းအံ့ဩသွားသည်ဘုံမူးဘသူပါလဲခမညာဘုံမူးထုံးခိုင်အော်ဘုံမူးထုံးခိုင်နေလားဟုတ်တယ်ရှင်တို့ဘုံမူးများလားကျွန်တော်တို့ဘုံမူးကတော့စိန်ဝင်းနေခမညာမောင်ကခက်ရှုံရှုံပြောတဲ့ဖြင့်တိမှရီလိုက်ရသေးသည်ရှင်ဘုံမူးဟာအကိုကြီးမဟုတ်တာကံကောင်းတာပေါ့ခမညာအော်အကိုကတိကိုဘယ်ယောက်ျားကလေးမှစကားပြောတာဆက်ဆံတာကိုမကြိုက်ဘူးရှင်ဘုံမူးဖြစ်လို့ခုတီနဲ့စကားပြောခဲ့တာများပြန်ပြောမိရင်ရှင်ဒုက္ခပေါ့မောင်ကငိုင်းနေသည်အတန်ကြာမှတီကရေမရှိတော့သောခွက်ကလေးအားဂိုင်ထားရမှတတိပေးလိုက်သည်ဟောရှင်မြင်းညိုကြီးကခွာရှက်နေပြီပြေးကျင်လာပြီထင်ပါရဲ့မောင်ကခုမှတတိယကမြင်းဆက်ကိုကျင်းလျက်ရင်ခါကိုဆန်၍ခက်ခန့်ကြီးလှုပ်လိုက်သည်နောက်တစ်ခါမြင်းညိုကြီးခါတန်ကြရင်ပုံနေအောင်မလားမောင်ကလည်းကလေးနဲ့တူနေပါ၏ရှင်ကကောနောင်ကိုရေတောင်းတော့အောင်မလားမောင်ကလိုက်ကြည့်ပြောင်းလိုက်ကမြင်းညိုကြီးအားတုံးဆိုင်ထွက်သွားသည်ဒါပေမဲ့ဖုံလုံးချောင်းမှာပျောက်သွားသည့်အထိမောင်ကောင်းမှတမင်လည်းပြန်ဖြစ်နေသည်တီကလည်းမောင်တောက်သွားသည့်ရေခွက်ကလေးအားရှင်မပိုက်ရင်မောင်ကိုခြံဝင်းမှနေ၍မျက်စိတစုံကြည့်မော်ရစ်မိသည်မောင်ຫນွေရိပ်မှအခြေຫນွေဝိလေယူသည်ဝိကဝိလာပါ၏လေဤအဝိတွင်ဖုံမို့လို့သည်ရုပ်ဝါရနှင့်အတူတော်လွင့်ပါနေသည်ပတောင်းရိပ်မှ
တေကငေးစေမြေသေးနှံသည်ပြန့်ပြန့်ပြူနေသည်ຫນွေ၏အနန္တကလေးများသည်တိနာသည်ဝါသို့တွန့်လန်းနေသည်ကော်ရာရော့ရော်ဝါတို့ရွယ်လွတ်နေသည်စမ်းချောင်း၏ဒီပစင်းအားလည်းတီမချမီတီကတိန်ရွာနုခရီးသည်တို့ကိုတအီအီရွေလာနေသည်မိုးပြင်စီတို့သာငေးကြည့်နေမိသည်မိုးပြင်သည်တက်တက်ပြားစိန်နေပါ၏မိုးပြင်၏ရောင်ပြန်ဟသဖြင့်တွင်နေ့လည်းပင်ခက်ပြပြဖြစ်နေသည်တို့ရှိတွင်လေပွေမှွေ့သဖြင့်တိရွက်မြတ်ချောက်ဖုံမုတ်တို့သည်ဝဲကာလေကာနှင့်မိုးပြင်သို့ကွေပတ်တက်နေကြသည်အမြင့်မှာဝဲ၍ခြားရဟလှဲ့နေသည်စုံငှက်တတိုက်သည်လေပွေ၏တက်လာခြင်းကိုမမှုပဲမမူရန်လေပတ်နေကြသည်တေ၏ဖြူနုနုသောရုပ်သည်ပတောက်ပင်ချေတွင်ရက်တည်နေသောလဲတိနန်းသည်မူရုပ်ဝါရောနှင့်အတူလေယူ၏ရှေ့မှလွင်ပါနေသည်သို့မှသာတောင်မှန်ရှိပါမို့စုံငှက်တွေလျိုတက်မဲ့သာတော့မမူရန်လဲပတ်မနေခြင်းတော့ပေါ့ပါဆိုလျင်တီသည်မသိသောမောက်ဌာနစီတို့သာပြန်သွားမိပါဖြစ်ပါ၏ဒါပေမဲ့တိမှအတောင်ပံမရှိပါပြီးတော့ပေါ့ပါပြေးသွားရမှာပင်တီသည်ပေါ့ပါမဟုတ်တော့ပါတီကဝမ်းတွင်မောက်တွေးကလေးအားဝေးပိုက်ထားရပါ၏ရွှေကူတို့မောင်မြင်းညိုကြီးနှင့်နှစ်ကြိမ်ရောက်လာပြီး၍တီကအနှစ်ကြိမ်ရေခတ်ပြီးသောအခါမောင်သည်တီအားချေရေးဆိုပါ၏တီသည်ကောင်းစွာမှတ်မိပါသေးသည်ဒီတုန်းကမောင်သည်မျက်နှာကြီးနီနေကရှက်ကိုရှက်ကန်းဖြစ်လျက်တက်တွတ်မင်းနေသည်တီကိုယ်တိုင်လည်းအဖြစ်မပေးဘဲအတန်းကြားငြိမ်နေမိသေးသည်နောက်မှခေါင်းငိမ့်ပြမိပြီးရှက်လာသဖြင့်အိမ်ထဲသို့တခါတည်းပြေးဝင်ခဲ့သည်နောက်မောင်လာတိုင်းစမ်းချောင်းပေးဝဲချက်ချင်းနှောခဲ့ကြသည်ချစ်တုံတင်ခဲ့ကြသည်တီကမောင်ကိုချစ်ပါသည်ကျုံနေအောင်မင်းချစ်ပါသည်မောင်ကလည်းတီကိုမြို့ချမတက်ချစ်သည်ဟိုးဘယ်စီနေမှမသိသေးသည်သားလေးအတွက်ပင်မောင်ကနာမည်ရွေးချနေသည်ဘလောက်များချစ်တတ်လိုက်သည့်မောင်ပါလေဒီလိုချစ်သောကြောင့်ပင်ယောက်ျားတွေနဲ့ဆက်ဆံခြင်းကိုအလုံးမုံသောတီအကိုကြီးကိုပင်တီမကြောက်တော့တီအကိုကြီးမှာတိုင်းပြည်၏သားကောင်းတစ်ယောက်ဖြစ်ပါသည်တို့ရာတွင်လူကောင်းတစ်ယောက်မဟုတ်ပါအမျိုးကိုချစ်သောသူတစ်ယောက်ဖြစ်ပါ၏တို့ရာတွင်မျိုးဆက်ရှေးရေးကိုမိနေသူတစ်ယောက်ဖြစ်ပါ၏ငယ်စဉ်ကျောင်း၌ရှိစဉ်ကလေးကတိုင်းပြည်ရေးကိုသာကြွေးကြော၍တိုင်းပြည်ရေးကိုသာရှေးရှုခဲ့ပါ၏အကိုကြီးအာယုံတွင်ဗမာလွတ်လပ်ရေးကိုသာစက္ကန့်မပြတ်တွေးနေတတ်သည်ထို့ကြောင့်ပင်အရှိဆိုတာကိုတတိမရမသိဗမာလွတ်လပ်ရေးတပ်မတော်တို့ရိုးရောင်မှစတင်ဝင်ရောက်ခဲ့ပြန်ရမှာတာဝန်များချမ်းမြေ့လာသည်နှင့်အမျှစိတ်ကူးရင်လောကနှင့်ဝေသထဝေးလာသူဖြစ်လေသည်ထို့ကြောင့်ပင်တိအပေါ်လဲကိုချင်းမစားတတ်သူကိုယ်တိုင်လုံမဆန်သဖြင့်သူနှမကိုလည်းလုံမဆန်စေခဲ့ဘုံမိုးကြီးတယောက်ဖြစ်သည့်အထိတီတို့သားမိကိုတော်ကြလာသောရွှေကူရွာမှထားခဲ့ပါ၏ခေတ်ကာလ၏ပညာရေးကိုမနှင့်မြို့အချင်းမကြည့်ခဲ့သဖြင့်တီအားကျောင်းတွင်တာရှိမထားတီပညာရေးကိုသူကသာတာဝန်ယူခဲ့ပါ၏သူတင်သောပညာမှာအင်မတန်ခြောက်သွေ့သောနိုင်ငံရေးများသာဖြစ်ပါ၏တီအကိုကြီးအာဏာမှပြင်းလာပါ၏ဒီလောက်ချောင်ကျသောကျောင်းမှဖြစ်တော်လဲနေရာတကာလူစွာလောက်တတ်သည့်ရွှေကိုကြီးသားများစိန်ထုံးပင်မှတီတို့ချက်အားမကပ်ရဲ့တီလောင်အိမ်၌မိနေသောကျိုးငတ်မလေးသားဖြစ်နေသည်တီအင်မတန်မှတွေးသားဆူဖြိုး၍ကျမ်းမာသောသူကလေးဖြစ်ပါသည်နောက်စိတ်ကူးရင်တတ်သောမိန်းကလေးတဦးလည်းဖြစ်ပါသေးသည်ဒီကြားထဲမောင်ဆိုတဲ့မောင်ကကြံပန်းရွှေကူသို့ရောက်လာရသည်မောင်သည်ခွင်းနှင့်အနားယူကပေါင်းကြလဲ၌ခေတ္တလာနေသူဖြစ်ပါသည်ဒီအတွင်တီနှင့်သာတွေ့ဆုံခဲ့ကြသည်ခုတော့မောင်ဗမာပါလေမျက်ရည်နှင့်အချင်းရုပ်ဝါတို့ကျွေးလင်းပြီးဖြစ်သဖြင့်ပတောင်ပင်ညိုသည်အယိုးချစ်ချင်းနှင့်ပိုပြင်းသောနေအောက်ဝဲပြင်းရည်စွာရက်တည်နေသည်
ညုံမောင်းသောအရေးဝယ်ရွှေဝါနှင့်ညာညိုတက်တက်တို့ရောရှက်မြင်နိုင်သည်ထိုစဉ်အော်ဖော်ခွဲကလည်းလေတွတ်ညီညိုနေပါသည်တိလက်ထဲတွင်ညှိုးချောင်နေသောရက်ဝါများအားဆူဆောင်ကောက်ယူထားသည်တဖြည်းဖြည်းချင်းအမှတ်မချင်းတွေ့ရပြီးတွေ့ရလှုပ်ချနေမိသည်ဒီနေ့မောင်နောက်ဆုံးတွေ့သည့်အချိန်ဝဲရွက်တွေလည်းမဝါသည်အော်ပင်မှဆောင်းချမ်းဝဲကွေးကောင်းတုံးရှိသေးသည်မောင်လာတော့ဒီကမိမသိအောင်ဆန်းချောင်းလေးပြေးတွင်တွေ့လေးရှိပါသည်ခြေပြန်သောမောင်ရင်အောင်ကိုမိရင်ခြေပြင်းမှထင်နေသည်မောင်နှင့်မိမိတို့၏ပုံကိုဒီကနှစ်ချိုက်စွာကြည့်နေလေသည်ကရလိုင်းများချမှမောင်နှင့်တည်သည်ရှေအောင်ပုံမြင်၏ဇာဘဝနုအောင်မှာမင်းသားမင်းသမီးလေးတို့နှင့်တို့သည်ဟုတင်ကထီသည်ဒီကြားထဲမောင်ကရုတ်တရက်တိကိုပြုံးခိုင်းပါသည်ဒီကအသာပြုံးလိုက်သည့်အခါတထေရလေးပါပဲဟူမောင်ကအမှတ်ချက်ကြတတ်သည်ဘာတထေရလေးလဲမောင်ရမောင်ကတိမိဖျားလေးကိုအသာရကြိုက်ခဲထားလေသည်မောင်အဖေကတော့လိုင်းချက်ခုတွေထနေသည်ရှေ့ပြင်းသည်ပတ်ချိုက်ကလေးများပေါ်အောင်ပြုံးနေသည်တိမျက်နှာနှင့်ဒူသည်ဟူသည်မောင်သည်ကာလကောင်းစစ်အခါကကောလိပ်ဝဲအပူမြန်မာစာကိုယူခတ်ဖူးသည်ဟုဆိုသည်ဒါကြောင့်မောင်သည်ကပြဆန်ရပြီမည်ပြီးတော့မောင်ဖေသည်မြို့အိုတယောက်ဖြစ်ကြောင်းနမဲနေရနှင့်တကွသည်တည်ရသည်အခုနေတော့မောင်မှာမိမိကိုယ်တိုင်ကိုပင်အဆုံးမရသည့်စစ်သားဘဝမှာရှိနေပါ၏ဒီလိုမရသောဘဝမှာတနာစရာမောင်မှုဒီကတိတကူလုံးအောင်ပုံ၍အပ်ခဲ့သည်သစ္စာရှိပေမဲ့လည်းမောင်သည်ရဟန္တာမဟုတ်ပါဆောင်းကုန်တွေလူမှာမောင်တစ်ခေါက်ရောက်ခဲ့သည်ဒီတစ်ခေါက်တော့မြင်းညိုလည်းမပါစစ်ဝတ်တစားလည်းမစင်ပြီးတော့မောင်မျက်နှာလည်းမကောင်းမောင်ကရှေ့ဦးစွာမောင်တို့တရင်တို့တိအကိုပြောင်းလာအုပ်ချုပ်ချောင်းကိုပြောပြသည်အချစ်တရားလိုက်စားခြင်းနှင့်အရက်သေးစားတောက်စားခြင်းတသားများအပေါ်ပြင်းထန်စွာပြင်းတဲ့အကြောင်းမြစ်အကြောင်းကိုလည်းပြောပြသေးသည်နောက်မောင်ကစစ်ထွက်ရမည်ဟုဆိုသည်မောင်စစ်ထွက်သည့်အရက်မှာဗမာပြည်ပေါ်တွင်ဖြစ်နေလေသည်ဘယ်ရန်သူကိုများကြိုက်မလဲမောင်ရဲ့မောင်ကတိကိုချစ်သည်ဆိုတော့လေတခါတရံလက်ဝက်လွန်းသည်ဟုသိထည်သည်ဒီကမရမကမေးသည့်အခါစကားလွှဲပြစ်တတ်သည်အခုတော့မောင်သည်ဘယ်စီမှမသိမောင်ပြန်သွားခါမှမောင်ရင်ကလေးရှစ်မှကြံရစ်ကြောင်းသိရသည်ဇလာနှစ်လဒီကလက်ချိုးရွေတွက်မိသည်တဘိုးရဲတုံး၍ပေါက်လဲတော်မှတုံးခဲ့ပြီတပေါင်းချမ်း၍ကန်းငေါ်ပင်လည်းနွမ်းခဲ့ပြီတကူးကချူ၍မုတ်တုံသည်မြူးခဲ့ချေပြီဒီကအသာပင်ရှိုက်လေသည်မောင်ကမပေါ်လာသစ္စာရှိသောမောင်ကိုတီအထင်မလွဲ့ရဲ့ကြပေမဲ့မဖုံးနိုင်သောဝင်းနှင့်ကြောက်သောအကိုကိုတီကဘလို့များရင်ဆိုင်ဝန်းပါမနော်တီစမ်းချောင်းလေးပြိုင်ကမျက်ရည်ကိုတွန်းသည်ຫນွေဤတေးပစင်းကိုလည်းတီမချမီတီမှလည်းအကြောင်းပန်းမရှိမောင်အချိန်မီပြန်မလာရင်လေတီအလောင်းကိုစမ်းချောင်းပေးမှပဲရှာတော့မောင်ရဲ့သွေးနေအချက်တီမောင်ကတီကိုနဲ့အတူရွှေကူမမိုင်30ကျော်ခွာဝေးသောမြောက်ဘက်တနေရာမှာရောက်ရှိနေသည်မောင်တို့မှာတက်စခန်းတက်မရှိကျေးရွာ၏အိမ်များ၌ရုပ်ဖြတ်ကနေကြရသည်အမေဟုတခုံးခေါ်လင်အမေအိုတိုင်းကရဲဘော်များ၏ဝမ်းကိုပြည့်စေပါ၏မောင်ကရွာဦးနှက်စင်ပေးမှငေးနေသည်မောင်ရှိမှကြောင်မြေစီသို့ပြန်ထွက်သွားသောလေကွင်းများအားမြင်နေရသည်မြေရှားပါရာဖြစ်သည်ဖြင့်လေများမချေကျင်းသည်လေအဝတ်တွင်ရုပ်ပြတ်များစီမှတင်းရနှက်သည်ဝေပါလာသည်ရုပ်ပြတ်နက်တင်းနေမောင်ကစမ်းချောင်းပေးမှတိကိုတင်းနေရန်ကိုလွမ်းပါ၏ရုပ်ပြတ်နှက်တင်းမှမဟုတ်တိရွယ်ကျွေရင်လည်းတိကိုလွမ်းပါ၏နှင်းကြရင်လည်းလွမ်းပါ၏အိုးနေဝင်နေထွက်မှမောင်တိကိုလွမ်းသည်ထိုစဉ်မောင်းနာပါမှခြေတံကြားရသည်တိ
တိအကိုမောင်ကတတိအနေနဲ့ရန်နေစဉ်တိအကိုကအမိန့်ချသည်တောင်ကုန်းမှဆုတ်လာသောဂျပန်များသည်ပန်းချောင်းမှတဆင့်ပြည်သို့ကူးပါ၏အချို့တက်ကြီးများသည်ပြည်မဝတိကန်တဝိုက်ရှိတောရိပ်ကိုခေါ်ကာပဲခူးရုံးမှစီသို့ယေရှုချီတက်ကြသည်စိတ်ဓာတ်ပြတ်နေတော့လဲဂျပန်ကျက်များမှအင်အားကြီးမားလာပါသည်လက်သက်ဆုံးများသာရှိသောပမာတက်ကလေးကကြိုက်ရန်မလို့တိုက်၍နိုင်သည့်တောင်အောင်လဲအကျိုးမရှိလူနှင့်ဝေးရာတောင်များစီရောက်ကမှစီရင်တင့်နှင့်စီရင်ရပေမည်ဂျပန်တပ်တွေသည်မြည်သည့်အားမှမနှောက်ယှက်အေးချမ်းစွာတောတချောင်းဖြတ်သွားကြစဉ်နောက်မှလိုက်လာသောတပ်များလမ်းမမရန်သစ်ပင်များတွင်လမ်းညွန်ဆိုင်ပုတ်ကလေးများရေးကာရိုက်ကပ်ခဲ့ကြသည်သို့သောမာယူရဲ့ယာသားများကမချင်းတွက်ပဲဆိုင်ပုတ်များကိုလမ်းစဉ်မဲပြောင်း၍ကတ်ကြသည်အချို့ကဂျပန်တပ်များလမ်းမနေကြုံကရွာများအားလိုက်မှွေကြသည်ဂျပန်တပ်ကြီးတစ်တပ်မှပေါက်ခေါင်းစီသို့ကျွံ၍ထွက်သွားပါ၏ပေါက်ခေါင်းမြို့ကိုဒေါသထွက်နေသောဂျပန်များရမအစင်သည်ခုခံကာကွယ်နိုင်ရန်အတွက်တိအကိုကြိုတင်၍ဆက်သားလှုပ်စေခြင်းသည်ထို့ကြောင့်ဤနယ်မှကျွမ်းကျင်သောတိမောင်နှင့်ရဲဘော်နှစ်ယောက်အားတာဝန်ချသည်လမ်း၌အရေးချုံကတစ်ယောက်သည်မိမိတန်ရင်သို့ပြန်၍အစီရင်ကယ်ရမည်ဖြစ်ပြီးဇန်နှစ်ယောက်ကပေါက်ခေါင်းသို့မရောက်သည့်နေ့ဖြင့်သွားရပေမည်တိမောင်နှင့်ရဲဘော်နှစ်ယောက်သည်ကြောရိပ်ရွာရိပ်ကိုခိုးကာမြင်းကိုစီနှင့်ကစုံချသွားကြသည်အမှန်မှာသူတို့ရွေးချယ်လိုက်သောလမ်းမှာခါတိုင်း၌မူဂျပန်ရန်ကင်းရှင်းသောဒေသများဖြစ်လေသည်တို့ရာတွင်နေဝင်ခရဲဘော်တစ်ယောက်သည်တိအကိုထံသို့အပြေးကလေးပြန်ဆိုင်လာသည်လမ်းတွင်တောတန်းကလေးတစ်ခုကိုဖောက်ထွင်းကာဂျပန်တပ်ဆူလေးတစ်ခုနှင့်ရင်ဆိုင်တိုး၍တိုက်ပွဲဖြစ်ချမိမိအားတပ်သို့ပြန်အစီရင်ခံရန်အမိန့်ပေး၍တိမောင်နှင့်ရဲဘော်တို့ဦးမှဆက်လက်ထွက်ခါပြေးကြကြောင်းဘိုကလေး၏ခြေထောက်ချက်ဖက်မှဒဏ်ရာရသွားကြောင်းအစီရင်ခံကြသည်တိအကိုကခေါင်းဆောင်ပြီးတာဝန်ယူသွားသောဘိုကလေးအားချေမွနေကချက်လောင်းမှပင်သွေးဆက်လန်းနှင့်တိမောင်မှမူချင်းတဲငယ်တစ်ခုတွင်တတိလို့မိမျောနေကြပြီးတကားအရှုံးနှင့်အဆုံးကစုံကျွမ်း၍နှွေမောင်ဝတန်တို့လူခဲ့ပေပြီ။အဝေါ်သည်လည်းကျွေလူနှွေအားနှုတ်ခွန်းဆက်သားပေပြီ။ကြောတန်းဝင်စိတ်ပန်းပင်တို့သည်ဗရမ ्या လွာတို့ကိုစင်ញံထားသည်။ငုဝါတို့လည်းဝါနေပါပြီ။ခက်ဖြော့ဝါနေသည်။ခက်တဲ့ဖြင့်တီတယောက်သာပကြောက်ပင်ရိပ်ဆန်းရည်ဆက်ဝဲမကြုံမလက်ရက်နေသည်။တရွက်နှစ်ရက်ဖြင့်ကျေသက်ခဲ့သောရက်ဝါများအားလည်းရေတက်ခဲ့ရပါ၏ရက်ဝါနှင့်အတူကျွေးစင်ကုန်သောရက်များအားလည်းရေတက်ခဲ့ပါသည်တပေါင်းမှသည်တကူမင်းလွင်မှု၍ဖက်ဆို့ပစ်ဆုံးလာနေုံပင်မှုံမှုံဆိုင်ရောက်ခဲ့ပေပြီဒီကမျောလေးချက်ကုန်ခန်းစွာဖြင့်မထုံမလုံးရက်နေသည်တိမျက်ရည်တွေပင်ခန်းချောက်ခဲ့ပေပြီကျွေလူလူနေတို့တိမှန်တက်တဲ့သာကြံပါတော့၏မိနောင်၏နောက်ဆုံးရက်ဝါရဲရဲသာရှိပါတော့သည်ပြောင်းလဲခဲ့သည့်ရက်တွေနှင့်အမျှတီကလောကဆိုသူအားအနိုင်နိုင်ခုခံနေရသည်ယခုမှတီကလောကအားအရှုံးပေးလဲရတော့မည်လုံးဝလက်မြောက်ရပေတော့မည်တီကလက်တွင်းမှအချမ်းမြောင်ကလေးကိုအသားပင်ငုံကြည့်ရှာသည်တိမောင်၏တရင်အစနာကိုပင်မကြားရတော့တော်လိုက်ရင်ပြီး၍တိအကိုကိုပင်ပြန်လာပေတော့မည်မြင်မကောင်းတော့သောတိကိုရာဖြင့်ဆောက်သောအကိုအားတီကဘလို့မြောင်ရင်ဆိုင်ဝပါမလဲတီကဓမြောင်ကိုကိုင်းကပထောက်ပင်ရိတ်သို့နေ့စဉ်ရောက်ခဲ့ပါ၏တကယ်ဆိုတော့လေတေချင်းတရားသည်နီးစက်လာလင်ချောင်းလန့်တတ်ပါ၏တီကလူဖြစ်ပါသေးသည်ရှင်ချင်းကိုတက်မှတ်မောသောလူဖြစ်သည်ဖြင့်ဓာမြောင်ကိုဆုပ်ကိုင်းရင်နေ့စဉ်ပြန်ခဲ့မိသည်ကြီးပါဖြစ်ပါသည်ဒီကဓာမြောင်ကိုနောက်တစ်ချိန်ငုတ်ကြည့်ရှာသည်ထိုစဉ်ခက်လန့်လန့်အိမ်စီမှဆူညံ့ညံ့တန်ကြားရလေသည်တီးမြမလေးမောင်မင်းညိုကြီးစိုက်လေးရှိသည့်နေရာတွင်လဲတစီထိုးဆိုင်လာသည်
လဲပေါ်မှာတစ်ဖက်လက်ပြန်နှင့်ယူနီဖောင်းဝတ်လူတစ်ယောက်ခုန်ဆင်းလာသည်တိနမဲအားအော်ခေါ်တဲ့နေပင်မရှိမနှောင်းမှာပင်တိမေမေပြေးထွက်လာပြီးသူ့အားစီးပွေသည်တိအကိုဒီကအားလုံးကိုလှမ်းမြင်နေရသည်နောက်ဓမြကိုငုတ်ကြည့်ကအန်ကျိတ်လိုက်သည်တို့အတွက်ဆုံးဖြတ်ခြင်းသည်ရောက်ခဲ့ပြီတိအကိုကမိခင်ကအသာတွန်းခွာလိုက်ကစမ်းကြောက်ပတ်စီသို့အပြေးကလေးလာသည်တို့ရတွင်သူ့နှမမှရင်အောင်သည်ဓာဆိုင်လျက်နှင့်မြေဝင်လဲကရှိနေပါပေါ့ကနေခရက်ဝါတရွက်နှစ်ရွက်သုံးလေးရွက်ရက်ဝါတို့သည်တပွဲပွဲတပြိုင်ပြိုင်ကျွေလွင့်နေသည်လာရောင်ဖြော့ဖြော့သည့်ညဝဲမုံဝါးစွာကြာဆင်းနေခိုင်းလေပြင်းသည်လည်းတူဟူဟူတိုက်ခတ်နေပါ၏လေကြောက်တဲပွင့်နေလဲတဝေဝေလွင်ပါနေကြသည်တိအခုကအိမ်တွင်း၌ခောက်ထုတ်ခပြန်လန်းရှောင်နေသည်အမမတီတီသူ၏မျောလင့်ချက်ဖြစ်ပါသည်ခန်းချောက်သောသူ့ဘဝ၏စင်ကြဲသောအပြုံးပြင်ဖြစ်လေသည်သူကမိုက်မိုက်ကန်ကန်ဖြင့်နှမသည်အားအကျဉ်းနာမဲစွာမျက်နှိုးခဲ့ပါသည်တို့ရာတွင်သူအသက်ပေး၍ချိုင်းမြေအတွက်ဆောင်ရွက်နေစမှာလောင်အိမ်ထဲမှငှက်တငယ်လေးအားအမည်မသိသူကစော်ကားသွားလေသည်သူဘက်ကမှစော်ကားသည်ဟုထင်သည်ဒီထပ်ပိုး၍လည်းဘာမှမသိဒီတယောက်ကလည်းအထုပ်ထဲပေါ်သည့်တိုင်အောင်မိခင်ဖြစ်သူကိုပင်ကာရကန်ရှင်အားလှုပ်ဝက်သွားသည်ယခုအချိန်၌အိုမင်းသောမိခင်ကြီးမှလည်းသူ၏အပြစ်တင်ချက်သမီးအတွက်စိတ်တစားနာတို့ဖြင့်ကွယ်လွန်သွားခဲ့ပေလေပြီနှမလေးသည်မအေးလေးဆုံးသူ့အတွက်ဘာမြန်ကြံပါတော့တယ်လေသူကပြက်နေသောလက်တစ်ဖက်ကိုနာကြီးစွာငုတ်ကြည့်သည်ဒီအောင်မှအတိုင်းပြည်အတွက်သူရသောစုတစိတ်ဖြစ်ပါသည်ဒီစုတစိတ်ကိုစင်ပြန်လဲရချိန်တွင်သူတို့ဖက်စစ်ကြော်လိုက်ရင်တောင်တော်သားတို့သည်နေချက်ရှိမောင်မှလက်နက်ချလဲရပါသည်သူတို့သွေးနှင့်ချွေးနှင့်ရင်းခဲ့ရသမျှကိုသူတို့တစ်ခါကသွေးနှင့်ချွေးနှင့်တော်လန်ခဲ့သောမျက်နှာပြိုတကယ်ချင်းတို့ရှေးမြောက်မှအချင်းနှင့်လက်လွတ်လိုက်ရသည်တိုင်းမြေအတွက်တော့ကန်နီစာချုပ်တမတော်ဖြတ်သိမ်းရေးသူ့အတွက်ကောဘာမြန်ချမ်းပါသလဲဘာမြန်အတိတ်ပဲရှိပါသေးသလဲသူသည်လက်ပြအာနာကြီးစွာငုတ်ကြည့်သည်အမမသူသည်ကြားနာဖြစ်ပါသည်နာသောကြားသည်ခဲเสียရမရှိပါကကို့အမိကိုပြန်ခဲတတ်ပါသည်ပြစ်စကားလူစနစ်အောက်တွင်ဘလို့မှအသုံးမဝင်တော့သောအင်္ဂါမဆုံးသူတဝအဖြစ်နှင့်နှမသည်အားစော်ကားသွားသူအားလက်စားချေအတွက်လိုက်လံရှာဖွေခဲ့သည်တနေ့ရှိပြီသည်အမည်မသိသောရန်သူအားသူမတွေ့ရနောက်ဆုံးတွင်စိတ်မရခဲနှင့်ရွှေကူရသို့သာပြန်ရောက်ခဲ့သည်သူသည်နေနဲ့နေပြီဖြစ်တော့လဲအိမ်ကျွေးမှခောက်ထုံခောက်ပြန်လန်တလာနေသည်အပြင်မှလေတံကြောင့်တရချင်ပို့တိုက်တန်သည်တရှဲရှဲနှင့်လွင့်ဝင်လာသည်သူသည်ပရင်းပေါမရက်ကစမ်းချောင်းဘက်သို့မျှော်ကြည့်မိသည်လာရောင်ဝဲမွေးမိန်စွာဖြင့်ပတောက်ပင်ရင်စီမှတိမေပုံအားလှမ်းမြင်ရသည်ထိုစဉ်မမျော်လင့်သောအရာတစ်ခုကိုသူတွေ့လိုက်ရသည်တိမြေပုံဘေးမှဒူးထောင်းလျက်နှင့်လူတစ်ယောက်သူသည်လျှို့ဝှက်ချသော၆လုံးမျိုးကိုဆွဲယူကာလေတဟူတိုက်နေသောအပြင်ဘက်သို့ပြေးထွက်ခဲ့သည်တရက်တည်းသည်လေ၌လွင့်ကာသူ့ကိုအားစီး၍ပုတ်ခတ်လာသည်သူကမူဘာမှတတိမရလေအားစမ်းကျင်ကပြင်းသောအဟုန်ဖြင့်ပြေးနေသည်အနာရောက်ကမှအရှိန်ကိုလျော့ကာခြေပြားချ၍ရှောက်ခဲ့သည်ထိုစဉ်ညင်းညူတန်တက်တဲ့ကိုကြားလိုက်ရသည်တီတီမောင်ကိုခွက်လို့ပါကွာတိအကိုသည်ခိတ္တငြိမ်သက်သွားမိသည်နောက်တစ်ခါတွင်မှသူ့ပါးစပ်မှသူကိုယ်တိုင်မသိလိုက်သောအတန်တစ်မျိုးထွက်သွားသည်ခဏချင်းမှမင်းသူ့တနက်ပြောင်းသွားမှမြေဟီးသောအတန်နှင့်အတူမိနက်ချက်ပွင့်သွားသည်သူအလားလားရှာဖွေခဲ့သောရန်သူအားတွေ့ခဲ့ပြီမမျှော်လင့်ပဲတွေ့လိုက်ရသဖြင့်တခါကတိုင်းပြည်သူရဲကောင်းအဖြစ်နှင့်စစ်ပွဲမှဥဆောင်ခဲ့ပူသောလူတစ်ယောက်အားနောက်မှတိမ်ဆိ၍တပ်ပြစ်လိမ့်မိလေပြီလူရောင်ဝဲအငွေ့တလူလူထွက်နေသောတနက်ကိုဆုပ်ကိုင်းသူရှိမှရင်းရိုင်ကမှောက်ခုံနေသွားသောလူတစ်ယောက်အား
မကြုံမလှုပ်ရက်ကြည့်နေပြီသည်သူ့ရန်သူသည်မြေပြင်သို့လဲသွားကမှကိုတွင်မိထားသည်သူစောစောကတတိမပြူထားမိသောအရာတစ်ခုအားလည်းမြေပြင်သို့လဲကျသွားသည်တစ်သားချောင်းထိုက်ကြီးတစ်ခုသူသည်ငိုင်းနေရာမှမျက်နှာကိုကြည့်ရှုရန်သူ၏ရန်သူအလောင်းများသို့ချင်းကပ်ထိုင်လေသည်ခဏမှပင်သူ့ပါးစပ်ကအာမိန်ဒိတ်တန်တစ်ခုထွက်လာသည်သူ့ရန်သူမှာခြေထောက်တစ်ဖက်မရှိချက်ချင်းပင်သူသည်ပျောက်ခွေနေသောအလောင်းကပွေ့ရွလှမ်းကြည့်မိသည်သူ့ရန်သူသည်ညှိုးနွမ်းနေသောစစ်ဝတ်စုံအားဝတ်ချပါ၏ရှည်လျားဖွာနေသောသပင်များ၏အုပ်ဆိုင်ခြင်းကိုဖယ်ရှားလဲ၍မျက်နှာအားဆေးဆေးကြည့်မြင်ခြင်းသူ့တရားမှအော်ဝမ်းနည်းခြင်းအဖြစ်သို့ပြောင်းလဲသွားသည်ဘိုးချောတွင်သူ့ပါးစပ်မှစကားလေးသုံးလုံးသာထွက်ပေါ်လာသည်လာရောင်ကမှုံဝါးစွာနှင့်သူတို့ပေါ်ကျဆင်းနေသည်လက်တစ်ဖက်လက်နှင့်လူတစ်ယောက်ကပြုတ်ခွေနေသောအလောင်းကပွေပါရင်သူ့ကိုယ်စီသို့ဆန်စီကျလျက်ရှိသောသွေးမြောက်ကိုကြောင်ကြောင်ငေးကြည့်နေမိသည်သူနားလေလိမ့်ပြီသည်နားလေသွားသောကြောင့်ပင်ကြောက်ရွံ့၏မတုံမလှုပ်ငြိမ်နေသည်နောက်တစ်ခဏကြာသောတနတ်တဲ့နှစ်ချက်သည်စင်ငါပေါ်ထွက်လာသည်ဂျော်ဒန်ဝဲအိမ်မောကျနေသောငှက်များသည်အလန့်တကြားထပြန်တန်းချသည်အတန်းကြောင့်တိတ်ဆိတ်သွားကမှအုံအောင်ငှက်တစ်ကောင်၏လေးတွဲညင်းညူတန်းသည်မှန်မှန်ထွက်ပေါ်နေသည်လာရောင်ပြော့ဝဲလင်းရင်းသည်တဟူတိုက်ခတ်နေပါ၏ပင်မသည်လေးချောင်းဝဲတွနှွဲ့နေနှင့်မြည်ဟင်းနေစဉ်ရက်ဝါများသည်လည်းချက်ဖြိုက်ဖြကျွေစင်းမြဲကျွေစင်းနေပါ၏နှွေတွင်ဖြစ်သည်ဖြင့်ရော်ရွက်တို့သည်ပင်မကိုဆွန့်ခွာရပေမည်လေတရန်သည်လည်းကျန်းရပေမည်သို့သောလာရောင်ပြော့ပထောက်ပင်၏နေမျိုးမှုပေါ်မှာလူနှစ်ယောက်၏အထုပ်ပတိပြီးဆုံးခြင်းကိုမူအဘယ်သူသည်တိသားလေးအန်နီမှန်ပါ၏ယုံမယုံမှသည့်အလိုတိုင်းသာရှိပါစေသောတို့ရတွင်တစ်ရွက်နှစ်ရွက်သုံးလေးရွက်သည်ရွက်ဝါမြေခတိုင်မီဆိုပါစို့လိတ်ကလူးလုံး၍ပင်ဆုရွှေလာမြေမှာဖုံးမီဆိုပါစို့ကျော်ရွက်ဝါဖုံးမြေအလုံးကိုဖြောလာရောင်မှုံးမီဆိုပါစို့ရွှေကူရွာ၏လာရောင်ဘက်သောကပြင်ဆုံးမှာပုံမြင်ဝဲသည်တိမောင်နှင့်တိအကိုတို့ကိုမြင်အောင်ကြောင်းထဲ့သွင်းပြောလိမဆုံးရှိကြသည်ယုံမယုံမှာသည့်အလိုတိုင်းသာရှိပါစေတော့တက္ကသိုလ်ဖုန်တိုင်းသစ္စာမဂ္ဂဇင်း1951ဩဂုတ်လဇလန်းလေးလည်းပြီးဆုံးပါပြီရှင်ခန်းစားနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ရသစာပေများကိုနားထောင်ခြင်းနဲ့ဆိုရင်ဒီ channel လေးကို like and subscribe လုပ်ထားကြဖို့မမေ့နဲ့ဦး